မိုးဆန်ကဘာအံမျိုးကဆရာဝန်မလေးအသက်29ဖေဖေကမြို့နယ်ဆရာဝန်ကြီးမေဆုံးသွားတော့ဖေကိုပဲအဖော်ပြုနေတဲ့သူဆေးရုံမှာအရေးပေါ်တာဝန်ကျနေတော့သူ့ကိုစတွေ့တယ်ကိုစေယာနာမည်ကျော်စီးပွားရေးလုပ်ငန်းရှင်ကားအက်ဆီဒင့်နဲ့ရောက်လာတာညာလက်ကျိုးနဖူးကွဲပေမဲ့မျက်လုံးတွေကမှန်ပါလွန်းတယ်ဆရာဝန်မလေးလက်ကနူးညံ့သားပဲလို့ဒဏ်ရာချုပ်ပေးနေတော့သူကစတယ်မိုးဆန်မျက်စောင်းထိုးမိတယ်လူနာကစကားများတယ်ကိုစီယာကဆေးရုံကဆင်းပြီးတော့လဲနေတိုင်းလိုရောက်လာတယ်နင်းစီပန်းစီစာအုပ်ချောကလက်မိုးဆန်အတွက်အချိန်စရာတော့မရှိဘူးတဲ့မိုးဆန်မင်းကငါဘဝတည်းကပထမဆုံးငြိမ်းချမ်းမှုပဲသူ့စကားတွေကပြားရည်လိုချိုတယ်သူ့ဘဝကပါတီပွဲတွေစီးပွားရေးပွဲတွေသတင်းစာမျက်နှာဖုံးတွေနဲ့ပြည့်နေပေမဲ့မိုးဆန်နာရောက်ရင်ကလေးတယောက်လိုမိုးဆန်လည်းတဖြည်းဖြည်းရိမ့်ရိုင်လာတယ်ဖေကတတိပေးတယ်သမီးကိုစီယာအကြောင်းငါကြားဘူးတယ်မိမကိစ္စရှုပ်တယ်စိတ်တူရင်လက်ပါတတ်တယ်မချစ်တဲ့လူမျိုးသမီးဒါပေမဲ့အချစ်ကနားမထောင်ဘူးလေ6လအကြာဇေယာကလက်ထက်ခွင်တောင်းတယ်စိန်လက်စုပ်ကမိုးဆက်လက်တန်းလောက်ရှိတယ်မင်္ဂလာပွဲကဟိုတယ်ကြီးမှာခန်းခန်းနားနားလုပ်တယ်သတင်းစာတွေမီဒီယာတွေအပြည့်အိမ်အောင်ကြပြီး3လပဲတာရတယ်ဇေယာညဘက်တွေပြန်နောက်ကျလာတယ်ဖုန်းဆက်ရင်အစည်းအဝေးရှိတယ်တဲ့အင်ဂျီမှာနှုတ်ခမ်းနေရပါလာတယ်မိုးဆန်မေးရင်စိတ်ဆိုးတယ်တနေ့မိုးဆန်ဆေးရုံကစောပြန်လာတော့ဇေယာနဲ့ကောင်မလေးတယောက်အိမ်မှာတွေ့တယ်ရှင်းပြစရာမလိုဘူးမိုးဆန်ငါဘဝကဒီလိုပဲမင်းလက်ခံရမယ်မိုးဆန်ပထမဆုံးမျက်ရည်ကျတယ်အဲ့ဒီညသူအိမ်မော်ကထွက်သွားတယ်ဇေယာမတားဘူးသွားချင်သွားမနှက်ပြန်လာမှာပဲတဲ့ဒါပေမဲ့မိုးဆန်ပြန်မလာတော့ဘူးကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပေးလိုက်တယ်စိတ်လက်စုပ်ကိုလည်းပြန်ပေးခဲ့တယ်ကွာရှင်းပြီးတစ်နှစ်မိုးဆန်ပင်လယ်ကြီးဘက်ကကျွန်းစုမျိုးလေးကိုပြောင်းလာတယ်စေကန်းတေးလေးဖွင့်တယ်ဒဏ်ရာတွေကနှလုံးသားမှာပဲမဟုတ်ဘူးယုံကြည်မှုမှာပါကြံခဲ့တယ်အဲ့ဒီမှာဆရာထွန်းနဲ့တွေ့တယ်ရွာကစာတင်ကျောင်းကကျောင်းဆရာအသက်30နှစ်ရိုးတအေးဆေးကျောင်းသားတွေအတွက်ညနေတိုင်းအချိန်ပိုတင်ပေးတယ်စေကန်းကိုဆေးလာယူရင်မိုးဆန်နဲ့ခင်သွားတယ်ဆရာမလေးမျက်လုံးထဲမှာပင်လယ်လိုပဲလှိုင်းထန်ဘူးတယ်ထင်တယ်လို့တခါပြောဘူးတယ်မိုးဆန်ရေပဲရင်နိုင်တယ်ဆရာထွန်းကဇေယာနဲ့တခြားစီပဲတမ်းမပေးတတ်ဘူးဒါပေမဲ့မိုးဆန်စေကန်းပိန်နောက်ကြရင်အိမ်ပြန်လိုက်ပို့ပေးတယ်မိုးရွာရင်ထီလာပေးတယ်ဖေနေမကောင်းဖြစ်တော့ဘာအန်တီလိုက်ဆောင်ပေးတယ်တနေ့ကျောင်းသားလေးတယောက်ချောင်းနဲ့ပြုတ်ကြလို့အရေးပေါ်ဖြစ်တယ်မိုးဆန်နဲ့ဆရာထွန်း2ယောက်မိုးတဲ့လေထဲမှာ3နာရီကြာကယ်ခဲ့ရတယ်ကလေးသက်ရှင်သွားတော့2ယောက်သားစေကန်းရှိထိုင်မှုကြတယ်မိုးဆန်ကျွန်တော်မင်းကိုချစ်မိပြီနဲ့တူတယ်ဆရာထွန်းကရုတ်တရက်ပြောတယ်ဒါပေမဲ့ကျွန်တော်ကဘာမှမရှိဘူးလစာနည်းနဲ့ကျောင်းဆရာပဲမင်းလို့ဆရာဝန်မတယောက်နဲ့မလိုက်ဖက်ဘူးထင်တယ်မိုးဆန်ဆရာထွန်းလက်ကိုပထမဆုံးဆုပ်ကင်လိုက်တယ်ဆရာထွန်းကျမဘဝမှာစိန်တွေအများကြီးရဘူးတယ်ဒါပေမဲ့အခုမှတန်မိုးရှိတဲ့လက်တစုံကိုဆုပ်ကင်ရတာအဲ့ဒါဘဝအတွက်အရေးကြီးတဲ့ဆုံးဖြတ်ချက်ပဲမချစ်တဲ့သူရဲ့စိတ်နှမ်းတော်ထက်ချစ်တဲ့သူရဲ့တဲအိမ်လေးကိုရွေးချယ်လိုက်တာမိုးဆန်နဲ့ဆရာထွန်းလက်ထက်ကြတယ်မင်္ဂလာပွဲကရွာဦးကျောင်းမှာဧည့်သည်ကကျောင်းသားတွေရွာသားတွေစပွဲကမုံဟင်းကားနဲ့လက်ဖက်ရည်ဇေယရဲ့မင်္ဂလာပွဲနဲ့တခြားစီပဲဒါပေမဲ့မိုးဆန်မျက်ရည်ဝဲအောင်ပြောတယ်သူတို့သားကသူတို့သမီးနှစ်ဖူးကိုနန်းတော်ကလေးတွေဝိုင်းဟိကြတယ်အိမ်အောင်ကြပြီးတော့အခက်ခဲတွေရှိတာပေါ့စီကန်းကဝင်ငွေနေတယ်ကျောင်းသားစာကလည်းထောက်ပံ့ကြီးလောက်ပဲမိုးရင်းဆိုလမ်းတွေပြက်လို့ဆေးလာဝယ်ဖို့ခက်တယ်တခါမိုးဆန်ကိုဝင်ပြက်ကြတယ်2ယောက်သားဖတ်ပြီးငိုကြတယ်ငါတောင်းပန်ပါတယ်မိုးဆန်မင်းကိုစင်ရဲတွင်နဲ့ခေါ်လာမိလို့ဆရာထွန်းကအပြစ်တင်တယ်ရှင်နဲ့အတူဆိုစင်ရဲလဲထမင်းတနက်စားရတာပဲပြောတယ်မိုးဆန်ကနှစ်သိမ့်တယ်နောက်2နှစ်ကြာတော့သမီးလေးမွေးတယ်နာမည်ကမိုးပြော
သမီးလေးကဖေဖေမျက်လုံးနဲ့မေမေပြုံးကိုရထားတယ်ဆရာထွန်းကမနက်ဆိုကြောင်းသွားညနေဆိုပိုက်ဖမ်းတယ်မိုးဆန်ကမနက်စေးကန်းညနေကလေးထိန်ပင်ပန်းပေမဲ့ညတိုင်းထမင်းဝိုင်းမှာ3ယောက်သားဟာတိုက်ရီမောကြတယ်10နှစ်ကြာပြီးနောက်မိုးပျော်က8တန်းရောက်ပြီးစာတော်တယ်မေမေလိုဆရာဝန်မလုပ်မဲတဲ့တနေ့ရန်ကုန်ကသတင်းကြားရတယ်ကိုစီယာစီးပွားပြက်ပြီးထောင်ကျနေတဲ့မိန်းမတွေကလည်းပြစ်သွားကုန်ပြီတဲ့ဖေဖေကမိုးဆန်ကိုဖုံးဆက်တယ်သမီးသူ့ကိုတနာတယ်ဆိုသွားတွေ့အောင်မလားမိုးဆန်ကောင်းခါတယ်ဖေဖေသမီးဘဝကအခုပြည့်စုံနေပါပြီအတိတ်ကိုပြန်လှည့်ကြည့်ဖို့အချိန်မရှိတော့ဘူးညနေဆောင်ပင်လေကန်းဆက်မှာမိသားစု3ယောက်လမ်းလျှောက်ကြတယ်ဆရာထွန်းကမိုးဆန်ပခုံးဖတ်ထားတယ်မိုးပျော်ကခရူးခွန်လိုက်ကောက်တယ်မိုးဆန်မင်းကိုမေးချင်တာတခုရှိတယ်ဆရာထွန်းရုတ်တရက်ပြောတယ်ဘာလဲငါ့ကိုယူခဲ့တာနောင်တရလားငါဘဝကမင်းကိုဘာမှမပေးနိုင်ခဲ့ဘူးမိုးဆန်ရက်လိုက်တယ်လိုင်းတန်နဲ့အတူပြုံးလိုက်တယ်ရှင်ကျမကိုအချစ်စစ်ပေးခဲ့တယ်လေးစားမှုပေးခဲ့တယ်အေးချမ်းမှုပေးခဲ့တယ်သမီးလေးမိုးပျော်မှုပေးခဲ့တယ်ဒီထက်ဘာလို့သေးလဲဆရာထွန်းရဲ့မချစ်တဲ့သူနဲ့နေခဲ့တော့မှကျမနေတိုင်းယူခဲ့ရတယ်ချစ်တဲ့သူရှင်နဲ့ကြမှာနေတိုင်းပြုံးရတယ်ဒါဘဝရဲ့အကြီးမားဆုံးကွာခြားချက်ပဲမိုးပျော်လေးပြေးလာပြီးဖေဖေလက်တစ်ဖက်မေမေလက်တစ်ဖက်ဆွဲတယ်ဖေဖေမေမေနေဝင်ပြီးပြန်ရအောင်နေဝင်ချိန်ကကောင်းကင်တစ်ခုလုံးလိမ္မော်ရောင်ဖြစ်နေတယ်လိုင်းပုတ်တန်သမီးရဲ့တန်မရရဲ့လက်နွေးနွေးလေးဆရာထွန်းနားလဲသွားတယ်ချမ်းသာခြင်းဆိုတာပတ်စံမဟုတ်ဘူးဒီလူ3ယောက်နဲ့ထမင်းလက်ဆောင်စားရတာပဲမချစ်တဲ့သူကမင်းကိုမျက်ရည်နဲ့ထားခဲ့မယ်ချစ်တဲ့သူကမင်းမျက်ရည်ကိုတုပ်ပေးမယ်ဘဝအတွက်အရေးကြီးတဲ့ဆုံးဖြတ်ချက်ဆိုတာပတ်စံကုန်အဆင့်တန်းကိုရွေးတာမဟုတ်ဘူးမင်းစိတ်နှလုံးအေးချမ်းရမယ့်လူကိုရွေးတာပဲအိမ်အောင်ပြုတယ်ဆိုတာနန်းတော်တည်တာမဟုတ်ဘူးတယောက်လက်ကိုတယောက်ဆွဲပြီးမုံတိုင်းနဲ့အတူလျှောက်တာပဲဒါကြောင့်ငိုရတဲ့အချစ်ထက်ပြုံးရတဲ့အချစ်ကိုရွေးပါဘာလို့ဆိုဘဝဆိုတာတူတောင်းလို့မျက်ရည်နဲ့ကုံဆုံးဖို့မတန်ဘူးလေ